2026ရဲ့ရက်ပေါင်း100ကျော်ဟာကုန်လွန်သွားခဲ့ပြီ။တင့်အခြေအနေရကောတိုးတက်နေလားဒါမှမဟုတ်စားလိုက်အိတ်လိုက်ဒီတိုင်းပဲလား။ဒီနေ့ဧပြီ20ရက်နေ့က2026ရဲ့365ရက်မှာရက်ပေါင်း109ရက်မြောက်နေ့ဖြစ်ပါတယ်။ဒီကုန်လွန်သွားတဲ့ရက်ပေါင်း100ကျော်မှာကျွန်တော်တို့က2026အတွက်ဘယ်လောက်ထိခီးရောက်နေလဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်နဲ့အတူတူသုံးသပ်ကြည့်ကြပါစို့။ကျန်ခဲ့တဲ့3လကိုဘယ်လိုခီးရောက်ခဲ့လဲဆိုတာကိုသုံးသပ်ပြီးမှကျွန်တော်တို့ကနောက်3လဂျူတူအတွက်ကို reset လုပ်နိုင်မှာပါ။ Part 1 Win and Progress ကျွန်တော်တို့ဘယ်လိုအောင်မြင်မှုတည်တည်လေးတွေဘယ်လို win လေးတွေရခဲ့လဲတိုးတက်မှုတွေရှိခဲ့လဲဆိုတာကိုတစ်ချက်ကြည့်အောင်။လူတော်တော်များများကကို criticize လုပ်တတ်ကြတယ်ဝေဖန်ကြတယ်ငါမအောင်မြင်သေးဘူးငါဒီမှန်ချက်တွေမပြေသေးဘူးငါနှေးလွန်းတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီမှာခဏရပ်ပြီးစဉ်းစားကြည့်ရအောင်။ဒီပထမရက်ပေါင်း100ကျော်အတွင်းမှာကိုကျွန်တော်တို့ဘာအတွက်ကုန်ယူမိလဲတချို့တွေအတွက်ကအလုပ်မပြောင်းနိုင်သေးပေမဲ့ stress ကိုကောင်းကောင်းလေးကင်တွယ်လိုက်နိုင်တာဖြစ်နိုင်တယ်ပတ်စံမများသေးပေမဲ့ပတ်စံအများကြီးစုလို့မရပေမဲ့အရင်လိုမျိုးပတ်စံကိုမဖြုံးတော့တာဖြစ်လာနိုင်တယ်ချို့လူတွေအတွက်ကဂျင်းမသွားနိုင်သေးပေမဲ့ကျမကြီးကိုပုံမျိုးဆိုင်လာတာထမင်းတလုတ်စာကို short စားတာဖြစ်လာနိုင်တယ်ချို့လူတွေအတွက်ကြတော့သူတို့ business အကြီးတွေမစားနိုင်သေးပေမဲ့နေ့စဉ်လုပ်စရာရှိတဲ့အလုပ်တွေဒါမှမဟုတ်လုပ်ငန်းတစ်သေးလေးတွေကိုစားနိုင်တာဒါမှမဟုတ်အကျင့်တွေ goals တွေကို consistency ရှိဆက်လုပ်နေနိုင်တာဖြစ်နိုင်ပါတယ်ဒါကအတင်ဘလောက်ခရီးရောက်နေပြီလဲဆိုတာကိုပြောပြနိုင်တဲ့တင်ရဲ့ညွှန်မှန်းထားတဲ့ goals တွေမှန်ချက်ပန်းတိုင်းတွေကိုအောင်မြင်ဖို့အတွက်တိုးတက်လာတဲ့တိုးတက်မှုဖြစ်စဉ်ပါဒါကြောင့်တင်ဖြတ်ကျော်ခဲ့တာတွေပြီးမြောက်ခဲ့တာတွေကိုမလျှော့တော့ပါနဲ့တင်မနက်တိုင်းအေးရထားခဲ့တယ်တင်စိတ်တက်ကြနေရင်တော့မှလည်းအလုပ်ဆက်လုပ်ခဲ့တယ်အဆင်မပြေရင်တော့မှလည်းအလုပ်ဆက်လုပ်ခဲ့တယ်တင်နာကျင်နေရင်တော့မှလည်းဆက်လျှောက်ခဲ့တယ်ဒီຢာတွေကလူတွေမမြင်နိုင်ပေမဲ့ဒါတွေကတိုးတက်မှုတစ်ခုပါပဲနောက်တစ်ခုကအရင်ကထပ်ပိုကောင်းစွာကင်တွယ်နိုင်တာတွေရှိလာဥပမာစိတ်ဖွေစုမှုလူမှုဆက်ဆံရေးတွေငွေရေးကြေးရေးစိတ်ခံစားချက်တွေအချိန်တွေကိုအရင်လိုမပြိုလဲတော့ဘူးဆိုရင်တင်ကစပြီးတော့တိုးတက်ကြီးထွားနေပါပြီဒါကြောင့်တင်တိုးတက်မှုတွေအောင်မြင်မှုတွေကစင်ပေါ်ကလူတွေလိုမျိုးဆူဆူညံ့ညံ့လက်ခုပ်တီးတန်တွေမရှိပေမဲ့လည်းဒီတိတ်ဆိတ်နေတဲ့ကိုယ့်ရဲ့တိုးတက်မှုတွေကိုအပြည့်အဝအသိမှတ်ပြုပေးပါကိုယ့်အောင်မြင်မှုဆိုတာကိုယ်နဲ့တာလျင်အသက်ဆိုင်ဆုံးပါ